ကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့သည်မြတ်ကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆန့်ရမယ်ဟောဒါဟာသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလို့ရတယ်ဒါကိုကမ္မတက္ကတာသမာဓိဋ္ဌိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်စัจ jit နဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငင်းွယ်လိုက်တဲ့ပုဂ္ဂိုလ်တူတယောက်ဟာတူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဘာကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင်ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်တည်းသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်လားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာကိုနော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့ကသူကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့်ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတာသမာဓိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာဖြစ်တယ်